လူတဲ့သူအတွက်လူတဲ့သူဆိုတော့ကျွန်တော်မဟုတ်ပါဘူးဒီ9ရက်သားသမီးပါ9ရက်သားသမီးပေးလိုက်ပြီးတဲ့လူကကျွန်တော်ပေးလိုက်တဲ့ခါမှာပြန်ပြီးတော့အဲ့လိုပြန်ပေးတော့လူတဲ့သူတွေနောက်ထပ်လူတဲ့လူတွေလည်းကျင့်တတ်တာပေါ့ဗျာဒီလေးတိလေးတွေဆိုငငယ်လေးတွေဆိုတာဥမာ6နှစ်5နှစ်9နှစ်အဲ့ဝင်းကျင်နေမှာဆိုရင်ခြေထောက်တစ်ချောင်းဖြတ်ထားတာရှိတယ်ခြေထောက်နှစ်ချောင်းဖြတ်ထားတာရှိတယ်အဲ့လိုမျိုးတွေမြင်ရတဲ့အခါမှာဒီဝမ်းနေဖို့အတွက်သူ့ဘဝရဲ့ဒီနောက်ဘယ်လိုနေထိုင်မလဲဆိုတာမျိုးတွေးမိတာမျိုးတွေအဲ့လိုမျိုးတွေအတွက်ကိုယ်တိုင်ဘယ်လိုတွေခံစားနေလဲကိုယ် emotion ကိုပြန်ပြီးတတိမထားမိပါဘူးကျွန်တော်တို့ကတော့အခုကကျွန်တော်စီကိုလှူတာ9ရက်သားသမီးကပတ်စံမဲ့လှူတာဖြစ်တဲ့အတွက်ကျွန်တော်ကလည်းအဲ့9ရက်သားသမီးလှူထားတဲ့ပတ်စံကိုပစ္စည်းကဝယ်လိုက်လို့ရှိရင်ကျွန်တော်တို့တည်သွားဖို့အတွက်လည်းကျွန်တော်တို့မှာကားလည်းအလုံလောက်မရှိဘူးလူစီးဖို့လောက်ပဲဆင်ပြေတဲ့အတွက်ကျွန်တော်ကငွေသားကိုပဲယူသွားတယ်ကိုရောက်ရင်လည်းကျွန်တော်လိုအပ်တဲ့နေရာတွေကိုကျွန်တော်တို့တကယ်လိုအပ်နေတဲ့နေရာတွေကိုငွေသားပဲလှူဖြစ်မယ်ထင်ပါတယ်ခင်ဗျငွေသားပဲလှူဖြစ်မှာပါ